Bright Star ကိုရွေးချယ်အနှံပေးတဲ့ဖေဖေမေမေတို့ရဲ့မျိုးဆက်သစ်တွေအတွက်ဘဝကောင်းတစ်ခုကိုပညာပါပါတည်ဆောက်ရင်းတော်တော်ထက်မြက်သောလိမ္မာသော Bright Star လေးတွေဖြစ်ဖို့ Bright Star team ကအကောင်းဆုံးစူးစမ်းပေးနေပါတယ်ရှင်အခုလိုယုံကြည်ပြီးတော့အနှံပေးကြတဲ့ဖေဖေမေမေတို့ကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင် I would like to invite the kids students to receive the certificate on this day. Hello, my name is Mei Chen Mie and I am a grade 4 student from Bright Star School Padang. Today I am attending this annual concert because I am happy to join this. I hope other students join this school. ကျွန်မဒီ Bright Star ပသိမ်ကျောင်းလေးကိုရွေးချယ်ပြတဲ့အကြောင်းရင်းကကြတော့ဒီကျောင်းရဲ့ founder တွေအနေနဲ့တည်ထောင်သူတွေကလည်းဒီ educational background ကနေလာတဲ့အပေါ်မှာပေါ့နော်ဒီကလေးတွေအတွက်ကိုအကောင်းဆုံး support ဖြစ်မယ်လို့ကျွန်မကယုံကြည်ပြီးတော့ကျောင်းအနှံခဲ့တယ်။သမီးလေးရဲ့တိုးတက်ပြောင်းလဲမှုတွေကိုအများကြီးမြင်တွေ့ရတဲ့အတွက်ကိုကျွန်မဒီ Bright Star ကဆရာမတွေ founder တွေအားလုံးကိုကျေးဇူးတင်တယ်လို့သမီးလေးရဲ့တဆင့်တိုးတက်ပြောင်းလဲမှုတွေအတွက်ကိုလည်းကျေနပ်ဝမ်းသာအားရဂုဏ်ယူမိပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ ပညာရှင်ကြီးများပေါ့နော်ကျမတို့ curriculum ရေးဆွဲပညာရှင်ကြီးတွေကဒီတီးဖြတ်ထားတယ်ပေါ့နော်ကိုပိုင်တင်ရိုးလေးဖြစ်တာမို့လို့ဒါတခြားကျောင်းတွေနဲ့ဘလို့မှမတူနိုင်တဲ့ curriculum လေးဆိုတာချက်ရည်ညွှန်းချင်ပါတယ် အမကတော့လေဒါအမှန်တမ်းပြောဟိုဒီကျောင်းရဲ့လေတင်နေပေါ့နော်ကိုယ်စလေးကိုသဘောကျတယ်ဟို US ဆိုတော့ဒီသူရဲ့ government ဟိုကလည်းပါတယ်ပေါ့နော်အဓိကမြန်မာစာလည်းအားနဲ့မသွားဘူးဆိုတော့အပြင်ကျောင်းတွေကများဆိုမြန်မာစာရွာကြီးအားနဲ့တတ်တော့လေအဲ့ဒါလေးလည်းဟိုကအခုဒီဆရာကြီးရဲ့ course မှာပါတယ်ပေါ့နော်ပြီးတော့ဒီ international နဲ့ပတ်သက်တဲ့ course လေးတွေပါတဲ့ခါကြတော့ course အနေနဲ့ကိုကြိုက်တယ်ပေါ့နော် ကလေးတွေမှာအဓိကဒီ phonics ဘိုင်းတွေဒီ speaking ဘိုင်းတွေနည်းနည်းတိုးတက်လာတယ်ဟုတ်ကဲ့ကျွန်တော်သားလေးဆိုရင်လေဟုတ်ကဲ့အဲ့လိုလေးအဲ့ဒါလေးတော့တော်တော်ထူးခြားတယ်ဟုတ်ကဲ့ပါတော်တော်လေးတိုးတက်မှုရှိတယ် ကျွန်တော်ကမျိုးဆက်တစ်ခုကိုတာဝန်ယူရတဲ့အခါမှာအများအားကျွန်တော်အဖွဲ့အစည်းမှာပြောပါတယ်ကျွန်တော်ကဖောင်နာနေရာကနေခဲ့ပါတယ်တိတ်မနေဖြစ်ပါဘူးကျွန်တော်ဟာဖေဖေမေမေတို့ရဲ့ယုံကြည်သောလွှဲခံထားရတဲ့အလေကပုံကိုအနေနဲ့ပဲနေပါတယ် Bright Star ကျောင်းများကိုရန်ကုန်၊ပဲခူး၊ပုသိမ်၊မကွေးစတဲ့တိုင်းမြို့အသီးသီးရဲ့မြို့ပေါ်မှာတည်ထောင်ဖွင့်လှစ်ပေးထားပါတယ်ရှင်။